TikTok short လောက်နေတင်ပေးပါဟုတ်ကဲ့ရှင်ပြပြပေးမယ်ပေါ့နော်ကိုက TikTok short စလုပ်တယ်မယ်ဆုံးဖြတ်ပြီးပြီဆိုလို့ရှိရင်တော့ဒီဗီဒီယိုကို TikTok short စပြီးတော့လုပ်မဲ့လူတွေကကြည့်သွားရမှာပေါ့နော်ဘာလို့အဲ့လိုမျိုးပြောတာလဲဆိုလို့ရှိရင်ကိုက TikTok short စလုပ်တော့မယ် hey ဆိုကြတဲ့ကနေကိုယုံကြည်ချက်ရှိရမယ်ပေါ့နော်ပထမဦးဆုံးကိုကရောင်းရမရအရင်ဆုံးကိုယုံကြည်ချက်ရှိတယ်ဆိုလို့ရှိရင်လောကခွန်အားဖြစ်စေပါတယ်ပေါ့နော်ပထမဦးဆုံးက TikTok short ဘယ်ကနေစလောက်ရမှာလဲဆိုလို့ရှိရင်ကိုမှာ follower 1000ပြရမှာပေါ့နော်ပြီးဆိုလို့ရှိရင်ကိုက TikTok short စပြီးတော့လုပ်နေတဲ့အတွက်ရောင်းမကောင်းပါဘူးဘသူမဆိုပေါ့နော်ဆက်ချင်းလုပ်နေတယ်ဆိုလို့ရှိရင်နည်းနည်းပပဲရောင်းရမှာအဲ့ဒီဟာနဲ့ကိုပေါ့နော်ခွန်အားဖြစ်အောင်လုပ်ပေါ့နော်ရောင်းမကောင်းဘူးဆိုပြီးတော့လေတော်တော်များများလူတွေကကြတော့ပေါ့နော်နောက်ဆုတ်သွားတဲ့လူတွေပဲပေါ့နော်100%မှာပေါ့နော်90%တွေကနောက်ဆုတ်သွားတာပေါ့နော်10%ပဲ80ပြီးတော့တိုးတယ်အဲ့ဒီ10%မှာတော်တော်များများလူတွေကရောင်းကောင်းသွားပြီးတော့တိုးတက်တဲ့လူတွေပဲရှိတယ်ပေါ့နော်အဲကြောင့်မလို့ရှင်တို့တွေTikTok short လုပ်တော့မယ်ဆိုလို့ရှိရင်အဓိက follower 1000ပြည့်ဖို့လိုတယ်ပြီးဆိုလို့ရှိရင် channel hour ဖွင့်ဖို့လိုတယ်ပေါ့နော်အဲ့ဒီ channel hour ဖွင့်ပြီးသွားပြီဆိုလို့ရှိရင် TikTok short စပြီးတော့လုပ်လို့ရပါပဲရှင်နော်